မင်္ဂလာပါ MKK အင်ချမ်းမြေကျိုးဆောင်မှကြိုဆိုပါတယ်ဗျယခုကျွန်တော်မိတ်ဆက်ပေးမယ့်မြေကွက်လေးကပြင်စာရွှေကြားရွာမြေပဲဖြစ်ပါတယ်မြေကွက်ရဲ့တည်နေရာလေးကပြင်ဦးလွင်မြို့နယ်ရွှေကြားရွာရဲ့တောင်ဘက်ကရက်လေးမှာရှိတဲ့ရွာမြေကွက်လေးပဲဖြစ်ပါတယ်မြေကွက်လေးရဲ့ပေအကျယ်ကတော့ပေ40-60ပေပဲဖြစ်ပါတယ်မြေကွက်ရဲ့တန်ဖိုးကတော့380နဲ့ကျွန်တော်ရောင်းချပေးပါမယ်။ရေကွေးရဲ့စာရွက်စာတမ်းလည်းကောင်းပါတယ်။စစ်လည်းစစ်စီပြီးပါပြီ။ခိုင်လည်းခိုင်ပါပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေများရေကွက်လေးများကိုယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါရပါတယ်။ရေကွက်လေးများကိုစိတ်ဝင်စားတဲ့ဝယ်ယူမယ်ဆိုရင်3969685843ကိုဆက်သွယ်လိုက်ပါဗျ။ကျွန်တော်ရဲ့မိတ်ဆွေများခိုင်မာသောမြေကွက်ကောင်းလေးများပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် MKK အင်ချမ်းမြေအကျိုးဆောင်မှဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်